မင်္ဂလာပါချစ်လာကြတော့ဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတစ္ဆာရှိမှုဆိုတဲ့စကားလုံးဟာအလွန်တန်ဖိုးရှိပါတယ်တငယ်ချင်းချင်းချင်းလင်မယားချင်းချင်းဒါမှမဟုတ်မိမိကိုးကွယ်တဲ့ဘုရားသခင်ပေါ်မှာတစ္ဆာရှိဖို့ဆိုတာအခြေအနေကောင်းနေချိန်မှာလွယ်ကူပေမဲ့ကိုယ့်ရဲ့အသက်အန္တရာယ်ဂုဏ်သိက္ခာနဲ့အရာအလုံးကိုရင်ရတော့မဲ့အချိန်မျိုးမှာတော့အလွန်ခက်ခဲပါတယ်ယနေ့ဇွန်လ3ရက်နေ့မှာအာဖရိကတိုက်ရဲ့ကက်သလစ်အသင်းတော်တမိုင်းမှာအလွန်ထင်ရှားပြီးတော့မှကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူငယ်မောင်မယ်တွေအတွက်စံပြပုဂ္ဂိုလ်တွေဖြစ်တင်မြှောက်ထားတဲ့စိန်ချားလဝန်ကာနဲ့အပေါင်းအဖော်တွေဓမ္မအာဂါနီတွေကိုအောက်မေ့ဂုဏ်ပြုကျင်းပနေပါတယ်သူတို့ဟာလောကရဲ့မတရားတဲ့အာဏာစက်နဲ့ရက်စက်တဲ့ဒုက္ခမီးလျံတွေကြားမှာခရစ်တော်ပေါ်ထားတဲ့ယုံကြည်ခြင်းသစ္စာတရားကိုအသက်နဲ့လဲပြေတက်တည်ပြခဲ့တဲ့သူတွေဖြစ်ပါတယ်19ရာစုနှောင်းပိုင်း1885နဲ့1889ခုနှစ်မှာယူဂန်ဒါနိုင်ငံမှာဝန်ဂါလို့ခေါ်တဲ့ဘုရင်တစ်ပါးစိုးစံပါတယ်ဒီဘုရင်ဟာအကျင့်စာရိတ္တပြက်ပြားပြီးတော့မှနန်းတော်တွေကလူငယ်တွေကိုမတရားကျင့်ကြံလေးရှိပါတယ်ချားစ်လဝန်ဂါဟာဘုရင်နန်းတော်ရဲ့အကြီးအကဲတဦးဖြစ်တယ်လို့ခရစ်ယာန်ဘာသာတွေကိုပြောင်းလဲလာခဲ့တာလည်းတိတ်မကြသေးတဲ့ယုံကြည်သူလူငယ်တဦးဖြစ်ပါတယ်ဘုရင်ရဲ့အကျင့်ပြက်ညဉ့်ညမ်းတဲ့တောင်းဆိုမှုတွေကိုချားစ်လဝန်ဂါနဲ့သူ့ရဲ့ခရစ်ယာန်တငယ်ချင်းလူငယ်တွေကရဲရဲဝံ့ဝံ့ပဲညှင်းပယ်ခဲ့ကြပါတယ်ဖျားသခင်ပေးထားတဲ့ခန္ဓာကိုယ်ရဲ့ဖြူစင်ခြင်းကိုမညှဉ်းနှမ်းစေဖို့နဲ့မိမိတို့ရဲ့ယုံကြည်ခြင်းကိုတစ္ဆာမဖောက်ဖို့သူတို့တွေဆုံးဖြတ်ခဲ့ကြတယ်ဒါကြောင့်လည်းပဲဘုရင်ဟာဒေါသအမျက်ချောင်းချောင်းထွက်ပြီးတော့မှချားစ်လဝန်ဂါနဲ့ကက်သလစ်ပြီးသွားရင်အင်္ဂလန်ကန်လူငယ်22ဦးကိုဖမ်းဆီးပြီးတော့မှအရှင်လက်လက်မီးရှို့တပ်ဖြစ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်မီးရှို့ခံရမယ့်နေရာကိုမိုင်ပေါင်းများစွာလမ်းလျှောက်သွားရတဲ့ချိန်မှာသူတို့တွေဟာစိတ်ပြည့်အားလျော့ခြင်းမရှိဘဲနဲ့ဘုရားသခင်ကိုချီးမွမ်းတဲ့ဓမ္မသခြင်းတွေကိုရှင်လန်းစွာနဲ့တည်ဆိုသွားခဲ့ကြတယ်။ချားစ်ကိုမိဘုံထဲကိုထည့်တဲ့အခါမှာသူကလူသက်သမားကိုပြုံးပြီးတော့မှမင်းတို့မှုေးတဲ့မီးဟာငါ့ကိုရေအေးလေးလောင်းလိုက်တယ်လို့ပါပဲခံစားရတယ်ကွာ။ဒါပေမဲ့မင်းတို့ကတော့နောင်တမရဘူးဆိုရင်သာရငရဲမိတဲ့ကြားလိမ့်မယ်နော်လို့သတိပေးရင်းနဲ့ဆူတောင်းလျက်အသက်ပေးသွားခဲ့တယ်။ချစ်တော်တော်ဓမ္မမိတ်ဆွေပေါင်းတို့ချားစ်နဲ့လူငယ်ဓမ္မအာဇာနည်တွေရဲ့ဘဝကနေပြီးတော့မှကျွန်တော်တို့သင်ခန်းစာယူကြရအောင်တိချက်နေနဲ့မိမိတို့ရဲ့ဇာတိထနဲ့ဖြူစင်ခြင်းကိုစောင့်ထိန်ကြပါစို့ယနေ့ခေတ်ကဘာကြီးမှာအကျင့်ဇာတိထပိုင်းဆိုင်ရာသွေးဆောင်မှုတွေအထူးသဖြင့်ကာမဂုဏ်ဆိုင်ရာလှည့်စားမှုတွေဟာအင်တာနက်နဲ့မီဒီယာတွေကနေတဆင့်အလွန်ပဲများပြားလာပါတယ်စိန်ချားလဝန်ဂါကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာတန်ရှင်းသောဝိညာဉ်တော်ကိန်းဝတ်ရာဗိမာန်ဖြစ်လို့မကောင်းမှုဒုစရိုက်တွေနဲ့မညှဉ်းနှွမ်းစေပဲနဲ့ဘယ်လိုဖိအားမျိုးတွေပဲရှိရှိမိမိတို့ရဲ့ဇာတိထကိုတန်ရှင်းဖြူစင်စွာနဲ့ထိမ့်သိမ်းကြဖို့ခွန်အားပေးနေပါတယ်။နောက်တစ်ချက်အနေနဲ့သူတစ်ပါးကိုယုံကြည်ခြင်းမှာတွဲခေါ်တဲ့သူတွေဖြစ်ကြပါစို့။ချားစ်ကမိမိတယောက်တည်းယုံကြည်ခြင်းမှာယက်တည်ခဲ့တာမဟုတ်ပါဘူး။နန်းတော်တွေကအခြားလူငယ်တွေအထူးသဖြင့်အသက်ငယ်ရွယ်တဲ့ကလေးငယ်တွေကိုကြောက်ရွံ့မသွားစေဖို့ယုံကြည်ခြင်းခွန်အားပေးပြီးတော့မှကာကွယ်ခဲ့ပါတယ်။ကျွန်တော်တို့လည်းပဲမိမိတို့ရဲ့မိသားစုမိတ်ဆွေအပေါင်းအသင်းတွေအလယ်မှာသူတစ်ပါးကိုအားပေးတဲ့သူယုံကြည်ခြင်းလမ်းခီးမှာအတူတကလက်တွဲခေါ်ဆောင်သူတွေဖြစ်ကြပါစို့အစောပိုင်းအသင်းတော်ရဲ့ဖခင်ကြီးတူကတော့ဓမ္မအာဇာနည်တွေရဲ့သွေးဟာခရစ်ယာန်အသင်းတော်တိုးပွားဖို့အတွက်မျိုးစေ့ဖြစ်တယ်လို့ပြောခဲ့ပါတယ်ချားစ်အသက်ပေးခဲ့ပြီးတဲ့နောက်မှာယူဂန်ဒါနိုင်ငံမှာခရစ်ယာန်တွေတန်းနဲ့ချီပြီးတော့မှတိုးပွားလာပါတယ်ကျွန်တော်တို့အားလုံးလည်းပဲလောကီသွေးဆောင်မှုတွေဖိအားတွေအလယ်မှာဖြူစင်တဲ့ဇာတိထရှိဖို့နဲ့ဘုရားသခင်အပေါ်တစ္ဆာရှိတဲ့ယုံကြည်ခြင်းမျိုးစိတ်ပိုင်ဆိုင်နိုင်ကြပါစေကြောင်းကြိုးစားကြစို့ကြိုးစားရှင်သန်နိုင်ဖို့အတွက်လည်းပဲဆုတောင်းမေတ္တာပို့သပါတယ်ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ